အားလုံးပဲမင်္ဂလာပါဒီနေ့ပြသပေးမှာတော့ခြေတလုံးပေါင်ကြောတောက်တင်းနေသူတွေခြေဖနှောင်းနဲ့ပေါင်ရင်တော့ရှောက်တင်းနေတဲ့ကြောတွေဖြည့်လျှော့စီမယ်ယောဂကျင့်စဉ်ကိုပြသပေးမှာဖြစ်ပါတယ်အခုပြထားတဲ့ပုံစံတိုင်းခါလေးဆက်မိလေးကိုရှုမယ်ထုတ်ရင်အရှိကိုအကုန်ကန်ကြမယ်အောင်ရအောင်အသက်ပုံမှန်ရှုသွင်းရှုထုတ်လုပ်နေမယ်နော်အခုပြထားတဲ့ပုံစံတိုင်းဟုတ်ပြီပင်နောက်တစ်မျိုးဒူကောင်းနှစ်ချောင်းလုံးဆန့်လာတယ်ဆွမ်းနာလိုပဲလေးကိုရှုသွင်းမယ်ခါကိုဆန့်မယ်ဆန့်တဲ့အတိုင်းလေးအရှိကိုအကုန်ကန်ကြမယ်လက်နှစ်ဖက်ကခြေကျွန်းနှစ်ဖက်ကိုကန်ထားမယ်သူ့ကိုလည်းအောင်ရအောင်ဆက်စကန်လောက်ထိမိပါနှစ်ကြော့သုံးကြော့လုပ်လို့ရပါတယ်နော်ဒါခါကြော့တောက်တင်းနေကြတယ်လည်းဖြည့်လျှော့စီပါတယ်ဘောလုံးမရှိရင်ခုံလေးနဲ့လုပ်လို့ရပါတယ်နော်ခုံပူလေးနဲ့ဟုတ်ပြီပေးနောက်တစ်မျိုးသွားမယ်အဲဒီတိုင်းညာခြေဆန့်နဲ့ဘယ်ဒူးထောင်ထားတယ်ပြန်ရှူတဲ့ခါဆန့်ပြီးတော့ထုတ်ရင်ဆန့်တဲ့အတိုင်းရှူအကုန်ကန်ကြတယ်တီးမိဆိုရင်ရှီချစ်ဖနှောက်လေးကော်ရမယ်အောင်ရအောင်တော့ပုံမှန်ရှူနေမယ်မျက်လုံးလည်းမှိတ်ထားလို့ရတယ်နော်အတနိုင်ဆုံးငြိမ်ငြိမ်လေးထိမိထားမယ်နော်ချစ်ဖနှောက်ထောင်ထားတဲ့အတွက်ပြေးပြီးဆိုရင်ပြေးပြီးချင်းပြန်ရှောင်းမယ်ပတ်ပြောင်းမယ်ပြန်ရှူမယ်ထောက်ဝင်ရှူအကုန်ကန်ချမယ်တီးပြီးဆိုရင်ရှေ့ချစ်ဖနှောက်လေးထပ်ကောမယ်သူ့ကိုဆက်စကပြန်ထည့်ပေးမယ်အောင်ရအောင်ပုံမှန်ရှူသွင်းရှူထုတ်လုပ်နေမယ်အသက်ကြီးမအောင်ထားဘူးနော်လေရှူတဲ့ချိန်ကျရင်ခါကိုဆန့်ပြီးရှူနော်ခါမဆန့်တော့ဘူးကိုကဒီလိုကုန်းကုန်းလေးပဲလေကိုရှူလိုက်တယ်ထုတ်ရင်ရှူကိုပြချတယ်ဆိုရင်ဘိုက်တွက်လက်တက်တယ်နော်ဟုတ်ပြီပြေးပြီဆိုရင်ဖြည်းဖြည်းချင်းပြန်ထားမယ်ဖြည်းဖြည်းချင်းပြန်ထားမယ်ဟုတ်ပြီပြီးရင်နောက်ဆုံးတစ်ခါခြေထောက်လေးကိုပြန်ပူတယ်ပထမဆုံးလုပ်တဲ့တိုင်းလေးကိုရှူမယ်ထုတ်ရင်ရှူအကုန်ပြန်ကိုင်းမယ်အောင်ရအောင်သားပုံမှန်ရှူသွင်းရှူထုတ်လုပ်နေမယ်နောက်ဆုံးပြန်လျှော့ပေးတာပေါ့နော်ဟုတ်ပြီအားလုံးပဲလိုက်ပါလေ့ကျင့်ကြည့်ပါလွယ်လွယ်လေးပါကျေးဇူးတင်ပါတယ်ကိုစိတ်နဲ့ဖျားချမ်းသာကြပါစေနောက်ဗီဒီယိုဒီမှာထပ်တွေ့ပါဦးမယ်